အားလုံးပဲဒီမှာဖြစ်လို့နော်တာဝါကုန်ပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့တာဝါလေးကိုခုံတာကျွန်တော်ဆော့တာကျွန်တော်တာဝါခုံတာကိုအပေါင်းလေးနှိပ်ပါဒီဆော့ရတာကိုကြတော့ဒီဆာမလောက်ပါမမပဲကျွန်တော်တို့ခုံနေတာရှင်းပြောပါကျွန်တော်တို့ခုံပြမှာဖြစ်ပါတယ်ခုံမလေးမှာရေးပါအပေါင်းလေးနဲ့အသေးလေးပေးပါလိုက်မြောင်းလေးခုံဝိုင်းနေတာရှင်းအောင်ခုံပါဆော့လိုက်你那不嘛就天然其他的月亮，一样的，然后是那样，လိုချင်တာရှိရင်ပြောလို့ရပါတယ်နောက်တစ်ဗီဒီယိုတွေမှာလည်းပြောလို့ရပါတယ်နောက်တစ်ဗီဒီယိုမှာလည်း就然后လုံးဝမကြားရပါဘူးကျွန်တော်ကြောင်ပါလို့ကျွန်တော်အတန်လေးဆိုတာပါဒီတစ်ခေါက်ကတော့ကျွန်တော်ကဘာလို့လဲ就完了，ပြီးတော့မယ်အဲ့ရတတိယနေ့ရခဏလေးရောလာတယ်ဒါကြတော့စပြစ်တီးတာပါဆိုမလေးကမလေးခေါင်းနိုင်ဟာလေးတော့မင်းနဲ့သူဖြစ်ဖြစ်ဆိုတဲ့တယောက်လာတာလေအဲ့စီတော့မှာsorry ကျွန်တော်ပြေးတော့မရတော့အဲ့တော့မဆောင်ကြသိပါပြီကျွန်တော်ပြေးသွားပါပြီ sorry ပါကျွန်တော်ဒီနေ့ဗီဒီယိုဒီလောက်ပါစရပါမေလားလိုက်တာဘိုးတို့မတို့စတာအခုကတော့စာရီကျိုးစားရအောင်ဖြစ်ပါတယ်။ဆောင်းရခင်းနောက်ကနေဒါပေမဲ့အခုစာရီကျိုးစားနေတယ်။ဒါကရှော့လေးပါကျွန်တော်တို့အမှန်ရွေးဆောင်းလို့ဖြစ်တယ်။ ဟုတ်ပါပြီ။